ဒီနေ့မှာတော့ခိတမြေုံနာတရေဇလန်တပုတ်ကိုနည်းနည်းလေးစမ်းစစ်ကြည့်ကြရအောင်ပါဒီလိုဇလန်တွေကလူတွေကိုဘလို့များယဉ်တုံအောင်ကြောက်လာအောင်ဒီဆောက်ထားတာလဲပေါ့အထူးတစ်ထည့်မော်လီအရာရာကိုတိတ်ဖန်နေကြတွေးခေါ်တဲ့ခိစစ်အမြင်နဲ့ရှေ့ကြတဲ့အယူဆတွေယုံကြည်မှုတွေအဲ့နှစ်ခုလာပြီးတော့တိုက်မိတဲ့အခါဘာတွေဆက်ဖြစ်မလဲအဲ့လာကိုဒီဇလန်ထဲမှာတွေ့ရမှာပါဆောဇလန်ရဲ့အဓိကမေကုန်းကဒါပါပဲတစ်ဖက်မှာကအရာရာကိုလို့လက်တွေ့ကြကြထက်ချက်တက်ခဲ့ခစ်တဲ့အတွေးအခေါ်ဟုတ်ပြီနော်နောက်တစ်ဖက်မှာကကြတော့မျက်စိနဲ့မမြင်နိုင်တဲ့လောကကိုလေးလေးနက်နက်ယုံကြည်တဲ့ရှေးအဆင့်အဆက်ကအယူဆတွေဒီနှစ်ခုတကယ်တမ်းထိထိုက်တွေ့တဲ့အခါဘဲအရာကအနိုင်ရတော့မလဲဒါမှမဟုတ်အနိုင်အရှုံးဆိုတာတော့ရှိရလားကဲဇလန်လေးကိုစားလိုက်ကြရအောင်ဇလန်ရဲ့အဓိကစကန်ကတော့ကျော်ဆွာလို့ခေါ်တဲ့အင်ဂျင်နီယာတွေကပေါ့သူကခီးသွားရင်လမ်းမှာကားဖြစ်သွားတယ်အဲ့ဒီမှာအပြင်လောကနဲ့အဆက်ပြစ်နေတယ်လို့ဖြစ်နေတဲ့ကြောက်တန်းဆိုတဲ့ရွာလေးကရွာကိုမျောလင်းမဲ့ရောက်သွားပြီးတောင်းတင်နေပါတော့တယ်အဲ့ဒီတော့ဒီနေရာမှာဇလန်ရဲ့အဓိကအားပြိုင်မှုကိုရှင်းရှင်းလင်းလင်းမြင်လာရပြီးတစ်ဖက်မှာကဘယ်သူလဲမြို့ကလိုက်အင်ဂျင်နီယာကျော်စွာအရာရာကိုသိပြန်တဲ့ YouTube ဗီဒီယိုနဲ့ပဲကြည့်ရသူနောက်တစ်ဖက်မှာကျတော့သူ့ကိုကူညီပြီးအိမ်မှာတဲခိုင်းထားတဲ့ရွာလူကြီးဥပမာသူကတော့ရှေးရိုးအယူအဆတွေယုံကြည်မှုတွေကိုအလိမ်နဲ့ထားတဲ့သူပေါ့ဒီလူညောင်ရဲ့အတွေးခေါ်တွေကလုံးဝကိုစန့်ကျင်ပတ်ပါပဲဟုတ်ပြီဒီနေရာကနေဇလန်ကဖြည်းဖြည်းနဲ့အရှင်ဟာလာပြီရွာလူကြီးဦးဖူမန်ကအဲ့ဒီရွာကနာမည်ကြီးညောင်မင်းကြီးနဲ့ပတ်သက်ပြီးကြောက်စရာကောင်းတဲ့တတိပဲစကားတခုကိုပြောလိုက်တဲ့အချိန်အဲ့ဒီကနေအရာအလုံးကစတာပါပဲဥပမာရဲ့တတိပေးစကားကအရန်ကိုတီးကြားလေရှင်းလင်းတယ်ပြီးတော့၆ချားစရာငွေအတက်တွေလည်းပါနေလေညောင်မင်းနားမသွားနဲ့ဒီညကလက်ခွေညသူတို့ထွက်လာတတ်တယ်တဲ့ဒါပေမဲ့အင်ဂျင်နီယာကျော်စွာကတော့ဒါကိုဘာမှမဟုတ်တလို့ပဲဟားတဲ့ရေမောပြီးတော့ပိုက်ချလိုက်တယ်သူ့အတွက်ကတော့ဒါတွေကအယူဝမှုစကားတွေပဲလေဒီဇလန်ရဲ့ယဉ်ကျေးမှုနောက်ခံကိုနားလည်ဖို့အတွက်ဒီအချက်ကအရေးကြီးပါရဲ့ဘာလို့ညောင်ပင်တပင်ကဒီလောက်တောင်ချုပ်ဆရာကောင်းတဲ့အရာတစ်ခုဖြစ်နေရတာလဲအချောင်းရင်းကတော့မြန်မာရိုးရယူအစာမှာညောင်ပင်လိုတက်တန်းရင်သစ်ပင်ကြီးတွေဟာနတ်တွေဝိညာဉ်တွေခိုးအောင်ဆံပြိုရနေရလို့ယုံကြည်ကြလို့ပါပဲဒီယုံကြည်မှုကတဘာဝတရားကိုလေးစားတန်ဖိုးထားရရောက်သလိုဒီလိုနေရာတွေကိုမစော်ကားမိအောင်သတိပေးထားတာမျိုးလည်းဖြစ်နေပါတယ်ဥပမာပြောပြတဲ့ဇာနအရာဆိုရင်ပေါ့လေအဲ့ညောင်ပင်မှာရှိတဲ့ဝိညာဉ်ရဲ့နောက်ကျောင်းကတော်တော်လေးကြီးခွဲစရာကောင်းပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအဲ့ဒီနေရာမှာအမျိုးသမီးကြီးအောင်ရရဆက်ဆက်အသက်ထန်ခဲ့ရတယ်အဲ့ဒီနောက်မှာသူမရဲ့ဝိညာဉ်ကကလဲစားချီလို့စိန်နဲ့အဲ့ဒီညောင်ပင်မှာပဲကျိန်စာတင်းတယ်လို့ခင်နေခဲ့တာပါဆိုတော့ညောင်ပင်ကြီးကသူမအတွက်အချင်းထောင်လဲဟုတ်တယ်လက်နဲ့လဲဟုတ်တယ်ဖြစ်နေတာပေါ့ကဲဇလန်ရဲ့အကြောက်ရောင်းဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒီညမှာကျော်စွာတယောက်အိမ်မပြောနိုင်ဖြစ်နေတော့ထူဆန်းတဲ့အတန်းတွေတစ်ခုပြီးတစ်ခုကြားလာရတယ်အဲ့ဒီအတန်းတွေနာပဲသူ့ကိုအပြင်ဘက်ကိုတဖြည်းဖြည်းဆွဲခေါ်သွားပါတော့တယ်ထိတ်လန့်စရာတွေကဒီကနေ့စတာပဲကျော်စွာကိုအပြင်ထွက်အောင်ဆွဲဆောင်လိုက်တဲ့ပထမဆုံးအတန်းအဲ့လာကတော့လေနဲ့အတူပြန်လွှင့်လာတဲ့ငိုရှိတ်တန်တဲတဲလေးတစ်ခုပါပဲနောက်ထပ်ကြားရတဲ့အတန်းကတင်းမာမှုကိုပို့ပြီးတော့မြင့်တက်စေတယ်တေးကြပြီး၆ချားစရာကောင်းတဲ့ဆွဲကြိုးလေးထူရဲ့ချင်းဆိုရဲ့အတန်းဒီအတန်းကြအပြင်မှာတစုံတယောက်တကယ်ရှိနေတယ်ဆိုတာပို့ပြီးတော့ထင်ရှားလာတယ်ကျောင်းစွာကညောင်ပင်ကြီးနားကိုဖြည်းဖြည်းချင်းကပ်သွားလေအတန်တစ်ခုကိုပို့ပြီးကြဲကြဲချလာရလေပဲအဲ့ဒါကတော့ပြင်းထန်လွှမ်းတဲ့နှလုံးခွန်ထန်ဒုတ်ဆိုပြီးတော့လေကျောက်စိတ်ကိုအမျက်ဆုံးရောက်သွားစေတဲ့အတန်မှာပဲနောက်ဆုံးမှာတော့အဲ့ဒီဝင်းကြီးရဲ့ကြောင်မဖွေရပေါင်ရိပ်ကိုမျက်ဝါးထင်ထင်တွေ့လိုက်ရပါပြီကျောက်စွာရဲ့ဓမီရောင်အောင်မှာပေါ်လာတာကအဖြူရောင်ဝတ်စုံနဲ့မိန်းကလေးတစ်ယောက်ဒါပေမဲ့သူမမှာမျက်နှာဆိုတာမရှိဘူးရှိနေတာကပါးစပ်ကနေတွဲလီယိုစီးချနေတဲ့အစင်းလိုက်အသားဆက်ဒီပဲဒီမင်းကွင်းကကြော်စွာရဲ့တိတ်ဖာနီကြယုံချမှုအလုံးကိုတဆစီချို့ဖျက်ပြလိုက်ပါတော့အဲ့ဒီလိုတွေ့ကြုံပြီးတဲ့နောက်ဘာတွေဆက်ဖြစ်လဲကြည့်ရအောင်ကျော်စွာကတော့အသက်လူပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့အရာအလုံးကနောက်ကျသွားခဲ့ပါပြီကျော်စွာအတွက်နောက်ဆက်တွဲအကျိုးဆက်တွေကတော့တကယ်ကိုတုံ့လောက်စရာပါပဲမနက်လင်းလို့သူ့ကိုပြန်တွေ့တဲ့အချိန်မှာတတိလစ်နေပြီသူ့လက်စပင်းတွေအားလုံးကတညတဲ့နဲ့ဖြူဖွေးသွားတယ်အစိုးဆုံးကသူ့စကားလုံးဝမပြောနိုင်တော့ဘူးဘာလို့လဲဆိုတော့သူ့မှာလျာမရှိတော့လို့ပါပဲဒီဇလန်ကိုပြန်သုံးသပ်ကြည့်ရင်စဉ်းစားစရာမေးခွန်းတစ်ခုကြံခဲ့ပါတယ်ဟုတ်ပါတယ်ညောင်မင်းဆောင်နတ်ဆိုတာပုံပြန်တပုတ်ထိကောင်းဖြစ်ပါလိမ့်မယ်ဒါပေမဲ့ပေါ့တကယ်လို့များအမောင်တွေကနေတိုးတိုးလေးတဆွန်တရားအတန်ကြားလိုက်ရရင်အဲ့ဒီအတန်ကိုမကြားချင်အောင်ဆောင်ပြီးလစ်လျူရှုလိုက်တာကတော့တကယ်ပဲပညာရှိရရောက်ရဲ့လားဒီမေကွန်းကပဲယုံကြည်မှုနဲ့မျက်စိနဲ့မမိနိုင်တဲ့အရာတွေကြားကဆက်ဆက်မှုကိုထပ်ပြီးတွေးလို့စေတာပါပဲ